လူချင်းမင်းတို့အနေနဲ့လူစီဖာကမကောင်းတဲ့သူမဖြစ်ခင်ကောင်းငင်မှာအလှပဆုံးနတ်သားတစ်ပါးဖြစ်ခဲ့တယ်ဆိုတော့သိလားအဲ့လိုကောင်းငင်မှာအလှပဆုံးနတ်သားတစ်ပါးကဘာကြောင့်ကောင်းငင်ဘဝကနေနေချခြင်းခံခဲ့ရလဲဘာကြောင့်မကောင်းတဲ့လူတစ်ယောက်ဖြစ်ပြောင်းလဲသွားစေခဲ့ရလဲ everything ဘာမှလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုထဲမှာတင်ပြတာကြာပြီဆိုတော့ဒီကနေ့မှာကျွန်တော်ကလူစီဖာရဲ့အကြောင်းလေးကိုအချင်းချင်းလေးကျွန်တော်ပြောပြပေးမယ်စိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်ရဲ့ဒီ YouTube channel နဲ့ဒီ TikTok channel လေးကို like and subscribe လုပ်ပြီးဖို့လည်းတောင်းဆိုချင်ပါတယ်ပြီးတော့ like and follow လေးလုပ်ပြီးဖို့လည်းမမေ့ပါနဲ့ဆိုတော့ဇလန်လေးတော့လိုက်ကြအောင်လူစီဖာကကောင်းကင်ဘုံပေါ်မှာအလှပအကျော်ရှင်ဆုံးနတ်သားတစ်ပါးကနေအလွန်ရုပ်ဆိုးအကြီးတန်းနဲ့နတ်ဆိုးဘရင်ဖြစ်ပြောင်းလဲစေခဲ့လူစီဖာဆိုတဲ့နာမည်ဟာအလင်းကိုယူဆောင်လာတယ်လို့အဓိပ္ပာယ်ရတယ်ဆိုတော့ထိုနာမည်နဲ့လိုက်ရလောက်အောင်လေကောင်းကင်ဘုံနဲ့သူ့ရဲ့အလင်းကတခြားသောနတ်သားတွေကိုတော့လွှမ်းမိုးနိုင်ခဲ့တယ်ဒါပေမဲ့လေသူ့ရဲ့အလင်းနဲ့သူမာနာနဲ့ကြီးမြင်လာခဲ့တယ်လူစီဖာကငါကဖျားသခင်နဲ့တူလိုက်တယ်အဘဲကြောင့်သူ့ရဲ့အမေကိုငါလိုက်နာအောင်ပါလေလို့စဉ်းစားလာခဲ့အဲ့ချိန်ကစပြီးလူစီဖာဟာတချို့သောနတ်သားတွေကိုသူ့ဘက်ပေါအောင်ဆွဲခေါ်ပြီးဖျားသခင်ပုံခဲ့တယ်သို့တော်များလဲမိုက်ကယ်အမီရှိရဲ့နတ်သားသမားကဖျားသခင်ဘက်တွင်ပါဝင်တိုင်ပွဲဝင်ကလူစီဖာနဲ့သူ့ရဲ့အပေါင်းပါတို့ကိုအနိုင်တိုက်ခဲ့ကကောင်းကင်ဘုံမှာနေချခဲ့တယ်အဲ့ဒီအချိန်ကစပြီးအလင်းကိုယူဆောင်လာသူဟာအမောင်ထဲသို့ကြောက်ရွံ့သွားသူဖြစ်ခဲ့တယ်စာပေတွေထဲမှာလူစီဖာမကောင်းတဲ့သူဖြစ်တော့မဖော်ပြတာဘူး။ဘာကြောင့်လဲဆိုတော့ဂျွန်မသန်ရဲ့ Paradise Lost မှာလူစီဖာကလွတ်လပ်မှုအတွက်တိုက်ခိုက်ပြီးကြာဆုံးသွားတဲ့သူတွေကောင်းတယောက်လို့လည်းဖော်ပြထားတယ်။ဒီဘက်က movie နဲ့ series တွေမှာလူစီဖာကိုအာနာကိုမင်းကုန်းထုတ်ရသူသို့မဟုတ်ကိုယ်ပိုင်ရွေးချယ်မှုကိုယုံကြည်သူအဖြစ်ပြန်လည်ဖန်တီးလာကြတယ်။အဲဒါကြောင့်မို့လူစီဖာရဲ့ဇာတ်လမ်းဟာမကောင်းတဲ့သူစီရောက်ဇာတ်လမ်းမဟုတ်ပါဘူး။ဒါဟာမာနလွန်ကဲမှုအာနာကိုလိုချင်မှုလွတ်လပ်မှုရဲ့အနေကိုတတိပေးတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။အလင်းအများဆုံးရှိတဲ့နေရာမှာအမောင်လည်းအနက်ဆုံးဖြစ်နိုင်ပါတယ်